တော့သားတို့သမီးတို့ကိုမနေ့သက်စီညနေသက်စီရွတ်နိုင်ဖို့အတွက်နော်အသက်ထက်ဆုံးတရဏဂုံပေးလိုက်မယ်ယူသွားမလားဘုံဘုံပေးတယ်ဆိုတာဥနောက်သေးကိုအပိထည့်ပေးလိုက်မှာနော်ပေးလိုက်တဲ့အခါမှာတကူလုံးပြန့်ပြီးတော့ချီမာပြားအထိရောက်သွားအောင်သားတို့သမီးတို့နေ့တိုင်းပွားရမယ်သူကပွားပြီးတော့ပွားသေးလူပွားပြီးတကူလုံးပြန်သွားရင်ခြုံမိသွားလိမ့်မယ်သဘောပေါက်လားယူသွားမယ်ဆိုလက်အုပ်ချီကြလိုက်ဆိုမယ်ဣဇာတကေယနေ့မှအစာပြု၍ပါဏုပေတံအသက်သေးဆုံးသည့်အထိဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာဒုတိယံပိဣဇာတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာတတိယံပိဣဇာတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိပါဗျာဓမ္မံတရဏံကိစ္ဆာမိပါဗျာသံဃံတရဏံကိစ္ဆာမိပါဗျာဖယားတရားသံဃာယရဏမြတ်သုံးပါးကိုဥထိတ်ထား၍ဖယားတပည့်တော်တို့သည်မြင့်မြတ်တော်မူသောအကျိုးပေးကြီးမားတော်မူသောဂုံကျက်တရေနှင့်ပြည့်စုံတော်မူသောမင်္ဂလာပေါင်းနှင့်ပြည့်စုံတော်မူသောတရဏဂုံတော်မြတ်ကိုအသက်ထက်ဆုံးခံယူပါ၏ဆောက်တည်ပါ၏ကျင့်သုံးပါ၏ပွားများပါ၏ရွတ်ဖတ်ပါ၏အရှင်ဘုရားဣဒံမေပုံညံနိဗ္ဗာနတ္တဘောရိညာဏတ္တပစ္စယောဟောတုပါဘုရားဘုရားတရားသံဃာယရဏမြတ်သုံးပါးဥထိတ်ထား၍ယခုကဲ့သို့တတဆုံးတရဏဂုံဆောက်တည်ကြရသောကုသိုလ်ကံစေတနာတကုတေဇောအနုဘော်တော်တို့ကြောင့်ဤသာသမီယရဏပေါင်းတို့သည်ယနေ့မှစ၍ဘေဇိုယံဇိုအန္တရေဇိုဂျိုဇိုဇမဇိုယောဂဝေဒနာဇိုတို့မှ၎င်းတဘာဝဘေးဒဏ်ရန်ဇွဲအမျိုးမျိုးတို့မှ၎င်းသူတစ်ပါးတို့ဤနောက်ချက်ခြင်းတိုက်ကိုက်ခြင်းတပ်ပြခြင်းဖျက်ဆီးခြင်းမနာလိုခြင်းဝင်တူခြင်းဒီဟုသောဥပိစေတကဘေးဒဏ်ရန်အသွဲသွဲတို့မှအကကသိမ့်ကင်းလုံးငြိမ့်ကြသည်ဖြစ်၍တနေ့တခြားတိုးတက်မြင်မာသောအကျိုးစီးပွားတနေ့တခြားတိုးတက်မြင်မာသောဖုံးကံဉာဏ်ပညာတို့ဖြင့်သာသနာတော်မြတ်ကြီးကိုဘုံဘုရားနှင့်အတူဝိုင်းဝန်းကြကူညီကြစောင့်ရှောက်ကြပံ့ပိုးကြလှူကြတန်းကြဒါနပြုနိုင်ကြဂုံသောတာကောင်းယတနာသမီးကောင်းယတနာတွေဖြစ်ကြပါစေကုန်သတည်းကဲဟုတ်ပြီအဲ့ဒီတော့တရဏဂုံကိုသားတို့သမီးတို့ဥနောက်သေးကိုဘုံဘုံအပြည့်ထည့်ပေးလိုက်ပြီးပွားပြီးတော့တကူလုံးပြန့်သွားဖို့ကိုနော်နေ့စဉ်မနေ့သက်စီညနေသက်စီလေးမရွတ်နိုင်ဘူးလားကဲရွတ်နိုင်တယ်ဆိုရင်ဂရိသစ္စာတီကြည်အောင်ဘုံဘုံမေးမယ်ဖယားရှင်ကြီးကဲ့သို့အပ္ပမဒေနတမ္ပါဒိဋ္ဌလို့မေးမယ်သားတို့သမီးတို့ကရင်ထဲအသေးတဲ့နှလုံးသေးတဲ့ကနေရှိတဲ့အာမဘန်းတွေပါဖယားဆိုတာကိုနော်ခက်ကြဲကြဲလေးဆိုပေးပါသဘောပေါက်လား အဲ့ဒီတော့ဘုံဘုံ၃ချိန်မေးမှာနော်ဒုတိယံပြီးတတိယံပြီးပါ
အဲ့တော့၃ချိန်စလုံးကိုအားရပါရဆိုပါမမြင်ရတဲ့ပုံကိုယ်တွေလည်းအားရပါရဆိုလိမ့်မယ်နော်အဲ့ဒီတော့အပ္ပမဒေနတမ္ပါဒေထဒုတိယံပြီးမေးမယ်အပ္ပမဒေနတမ္ပါဒေထတတိယံပြီးမေးမယ်အပ္ပမဒေနတမ္ပါဒေထယခုကဲ့သို့ဂတိသစ္စာတည်ကြည်စွာဖြင့်နေ့စဉ်တရဏဂုံတော်မြတ်ကိုရွတ်ဖတ်တရစေကြကုန်သောပွားများကြကုန်သောဤသားသမီးယရနာတို့သည်ခံစားနေရသောယောဂဝေဒနာများလည်းပြည့်ပြည့်ပျောက်ကင်းကြပါစေသူတစ်ပါးတို့ဤနှောက်ယှက်ခြင်းတိုက်ကြိုက်ခြင်းတပ်ပြတ်ခြင်းဖျက်ဆီးခြင်းသည်ဟုသောအောက်လန်းတိုက်ဆုံးတိုက်နတ်တိုက်ကဝေတိုက်နော်တင်ញိုင်ကုန်းတိုက်အင်းတိုက်ဆေးတိုက်အစရှိတဲ့အတိုက်ခိုက်တွေကလည်းလုံငင်းချမ်းသာခွင့်ရပါစေဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးကလည်းလွတ်ကင်းပြီးအကျိုးစီးပွားများတိုးတက်ဖြစ်ထွန်း၍အယောင်းအဝဲများလည်းကောင်းကြပါစေကြမ်းကြမ်းမာမာချမ်းချမ်းသာသာဖြင့်သာသနာအကျိုးပေးကမ်းချီးမြှင့်မြောက်စားခြင်းဖြင့်ဒါနကုသိုလ်ဖြင့်သာသနာအကျိုးတည်ပိုးထမ်းရွက်နိုင်ကြကုန်သောတာကောင်းယရနာသမီးကောင်းယရနာတို့ဖြစ်ကြပါစေကုန်တည်း